Hello အားလုံးမင်္ဂလာပါရှင် Kitten Story Time အနေနဲ့ကြိုဆိုလိုက်ပါရနော် Channel လေးထအောင်တပုတ်တင်ပြီးအကြာကြီးပျောက်သွားမိရပေါ့နော်ကျမရဲ့ကိစ္စလေးအကြောင်းအတော်လေးကြာသွားတာရဲ့ကြောင်ခုဖတ်ပြမယ့်ဝတ္ထုလေးဟာဇာရေးသူမ Story Pack ရေးသားထားတဲ့ဒီအချစ်များရဲ့ဘာကြောင့်ဆုံးမခက်ရတယ်ဆိုတဲ့ဝတ္ထုလေးပဲဖြစ်ပါတယ်ဒီဟာလေးကိုဖတ်ပြဖို့ဇာရေးသူအမစီကခွင့်ပြုချက်ရပြီး2025ဒီဇင်ဘာတည်းကပေါ့နော်အခုလိုအခွင့်ပေးရဲ့စာရေးသူအမကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နော်ဆိုတော့ကျောင်းတို့စပြီးတော့ဖတ်လိုက်ရအောင်နော်အမရာချံဝင်းထဲသို့ဝင်လာသည့်ကားတစ်စီးသည်တဖြည်းဖြည်းချင်းအရှိန်နှီးကရက်တန့်၍သွားလိုက်သည်ကား၏အရှိန်လုံးဝရပ်သွားသည်နှင့်ကားပေါ်တွင်ရှိသောညီကိုနှစ်ယောက်သည်လည်းကားပေါ်မှပြိုင်တူဆင်း၍လာကြသည်ကားပေါ်မှဆင်းလာသောထုံတို့ဦးလုံးသည်အမရာချံဝင်းရဲ့ပိုင်ရှင်ဦးကျွယ်ဝနှင့်ဒေါ်ထိတ်တင်တို့၏သားများပင်ဖြစ်သည်အမရာပူရာတွင်ဦးကျွယ်ဝဦးစီးသောကျွယ်ဝဆောက်လုပ်ရေးလုပ်ငန်းနှင့်ဒေါ်ထိတ်တင်ဦးစီးသောအမရာပိုးတဲ့ချီတဲ့လုပ်ငန်းသည်သူ့နေရာနှင့်သူနေရာရအောင်မြင်လေသောစီးပွားရေးလုပ်ငန်းများဖြစ်လေသည်ဦးကျေဝါနှင့်ဒေါ်ထိတ်တင်တို့ဇနီးမောင်နှံ၌သားသမီး3ယောက်ရှိသည်တစ်ယောက်ကအကြီးဆုံးသားဖြစ်သူစံရီကားဖြစ်ပြီးတဦးကတော့ဒုတိယသားဖြစ်သူအာယုံဦးဖြစ်သည်ငယ်ဆုံးသမီးဖြစ်သူကတော့အမရာဘရန်နီမီ၏စံရီကားကကားပေါ်မှာဆင်းပြီးချင်းညာဘက်နားထဲသို့သူ့လက်ညှိုးအားထည့်လိုက်ကစူညံနေသောရက်ကန်းတန်ကြောင့်မျက်နှာရှုံးတွန်ထားလေသည်ရက်ကန်းမျိုးဖြစ်သောအမရာပူရာ၌ရက်ကန်းတန်ကြားခြင်းမှာမထူးဆန်းတော့လဲမနှစ်သက်နာမခံနိုင်စရာစူညံလုံးလာသည်ထိုအတန်နှင့်မကြားခြင်းသဖြင့်ခက်တီတီမျက်နှာထားဖြင့်အိမ်ထဲသို့ဝင်သွားလိုက်သည်ပြင်ပလောကမှရက်ကန်းခတ်တန်တို့သည်သူတို့အိမ်ထဲသို့ကျူးကျော်လာနိုင်ခြင်းမရှိပေအချိန်ကိုတမိုးထားတတ်သောစံရီကသည်ကျောင်းမှပြန်လာလျင်တကူရီတန်းရှိနှင့်အာဟာရအားဆောင်ရွက်ဖြစ်တင်ပြီးနောက်သူ့အခန်းထဲမှာပဲစားဖတ်နေတတ်သည်စားဆိုပေမဲ့လည်းစားပေအမျိုးအစားရွေးတော်သူသည်ရသစားပေတို့မဖတ်တတ်ပဲသူတာနှင့်စီးပွားရေးဆိုင်ရာစာအုပ်အမျိုးအစားများသာဖတ်တတ်သည်တခါတလေအင်္ဂလိပ်နိုဘယ်အချို့ဖတ်လေသည်စက်ထမတန်းသာရှိသေးပေမဲ့အဖေနှင့်အမေ၏ထိန်းချောင်းမှုကြောင့်သူဟာစာတော်တော်သူတစ်ယောက်ဖြစ်ရုံအပြင်အင်္ဂလိပ်ဘာသာဖြင့်ရေးသားသောစာအုပ်များလျင်ပင်ဖတ်နိုင်ပေလေပြီစာဖတ်ပြီးလျင်ကျောင်းစာအချို့ကိုကြက်မှတ်လေ့လာရပါတော့သည်မယုံဦးကကားပေါ်မှဆင်းပြီးချင်းတစ်ဖက်၌ကားကိုယ်တွေကိုဖုံးသုံးနေသောဦးတာထူစီသို့သွားလိုက်ကဦးတာထူဖတ်တော့ရှိလားဦးတာထူကကားကိုယ်တွေကဖုံးသုံးနေခြင်းကိုသူ့အနောက်မှာရက်နေသည့်အာယုံဝံလှည့်ကြည့်လိုက်ပြီးအေးရှိတယ်သားလေးမိဖို့ကန်းထဲမှာထမင်းချက်နေတယ်ဟုတ်ကဲ့မယုံကဦးတာထူစီမှာအဖြေရသည်နှင့်ခုံစားဖြင့်အိမ်ထဲသို့ဝင်သွားသည်အိမ်ထဲရောက်သည်နှင့်အခန်းရှိရာအပေါ်ထက်သို့မတက်သေးပဲမိဖို့ကန်းစီသို့အရင်သွားလိုက်သည်မိဖို့ကန်းထဲရောက်သည်နှင့်ဖွားတုပ်အနားသို့သွားရက်ကဖွားတုပ်သားပိုက်စားပြီရိုးဘဘညင်သာသောအတန်သေးလေးကြောင့်ဒေါ်တုတ်ကဟင်းချက်နေတာကိုခဏရပ်လိုက်သည်အတန်လာရာကိုလှည့်ကြည့်တော့အာယုံကနှကန်းပါလေးရပစ္စည်းလေးထော်ကဗိုက်စာကြောင့်ပြောနေရှာသည်မုံနမ3ယောက်လုံးထဲမှာအာယုံလေးကမျက်နှာထားအချိုးဆုံးလေးပင်မျက်နှာထားလေးကအမြဲပြုံးနေတတ်ပြီးနှစ်ပူးပြင်ချင်းအောင်ရှိမျက်ခုံးမွေးပပနှင့်မျက်တောင်နှက်တို့ဖြင့်အလှဆင်ထားသောမျက်လုံးဝိုင်းလေးကချစ်ဖို့ကောင်းသည်ထို့ပြင်ပေါဖောင်းလေးနှင့်နှကန်းလာထူလေးကလူတကာကိုချစ်လဲပါဟုဖိတ်ခေါ်နေဟန်ရှိသည်အကြီးဆုံးသားဖြစ်သူစံရီကနာမည်ဖြစ်လိုက်အောင်မာနကြီးသည်ပြင်ကျဲသောနှစ်ဖူးပြင်အောင်ရှိမျက်ခုံးထူထူတို့အောင်မျက်တောင်နှက်တို့ဖြင့်ခြံရံထားသောမျက်လုံးမေးခြင်းကမာနတို့ပြည့်နေပြီးသူတစ်ပါးအထင်သေးဟန်ကြည့်တတ်သည်တင်းနှင်းစိထားသောနှကန်းထူထူကမာနမကင်းသောစကားတို့ကိုသာထွက်တတ်ပြီးတီးတန်းသောမျက်နှာထားကမြင်ရသူကိုထိတ်လန့်စေသည်အငယ်ဆုံးသမီးလေးအမရာကိုတော့ငယ်သေးလေတော့အကဲဖြတ်နိုင်ခြင်းအလျင်းမရှိဒေါ်တုတ်က
အာယုံကပြုံးလိုက်ကချက်နေတယ်နော်မြည်လေးခဏနေရမယ်ဒီနေ့ပိုက်စောစောစာနေရပေါ့ဟုတ်တယ်ဖော်တော့ငါဒီနေ့ဖိုက်စောစောစားတယ်ဒါနဲ့ညီမလေးရောပြန်မလာသေးဘူးလားညီမလေးကိုရက်ကန်ရုံနဲ့အယောင်ကန်သွားရတော့အမေကခေါ်သွားတတ်ပြီးဝန်ထမ်းတစ်ယောက်ကိုထိုင်ခိုင်းတက်လိုက်သည်မခေါ်ပြန်ရင်လဲညီမလေးကအိမ်မှာမငြိမ်လို့ဖြစ်သည်ထီးမာကြီးနဲ့အတူပြန်လာမှာတာရဲ့တာကလွမ်းလို့မေးကြည့်ရပါအောင်နှခမ်းလေးထောက်ကလွမ်းကြောင်ပြောလိုက်သည့်အာယုံကြောင့်ဒေါ်တုတ်ပြုံးလိုက်သည်ထို့နောက်ဒေါ်တုတ်ကအာယုံနှင့်တန်းတူဖြစ်အောင်ခါကိုကုန်းလိုက်ပြီးအာယုံပါဖောင်းလေးကိုဆွဲကလွမ်းနေဆိုညီမလေးပြန်လာရင်ပုံမွေးပေးလေဟုတ်ဖတ်တော့ကဲတာအပေါ်တက်နာတော့ဟုတ်တာတော့တော့မယ်ဤကွယ်အာယုံကချက်ချင်းမတော်သေးပဲစပွဲပေါ်မှာအစင်းနှင်းခတ်ပေးထားသည့်ရေတစ်ခွက်ကိုယူတောက်ပြီးမှမီးပူခန်းထဲမှထွက်ကဘောရက်တို့တက်သွားလေသည်အာယုံကသူ့အခန်းထဲရောက်တဲ့နှင့်လွယ်အိတ်ကိုကလေးမမတင်ကရှက်အင်းကြီးအတိုးနှင့်ဒူးထီတိုသောဘောင်းမီဖြူကိုလဲပြီးအခန်းထဲမှပြန်ထွက်လာခဲ့သည်။ကျောင်းဆင်းလို့အိမ်ပြန်ရောက်တိုင်းသူလုံနေကြအရာတစ်ခုရှိသည်။ထိုအရာကတော့ဝဒနာမှာထွက်ထိုင်ခြင်းဖြစ်ပါသည်။အပြင်သိမ်းမထွက်သောအာယုံအတွက်ဝဒနာမှာထိုင်၍အပေါ်စီကနေလမ်းပေါ်မှာဖြစ်ပျက်နေသည့်လူသားတို့၏လှုပ်ရှားမှုကိုကြည့်နေရခြင်းသည်ပျော်ရွှင်ခြင်းတစ်မျိုးမြည်၏။အမေကအတမ်းမှန်ကျူရှင်တော့မထားပဲသူသဘောကျသည့်ဆရာကိုသာငှား၍တင်စေသည်ထို့ကြောင့်ကျောင်းဆင်းလျင်သူ့အတွက်နားချိန်ကထိုဆရာမလာခင်အချိန်ထိဖြစ်သည်ဝရဏမထိုင်းရင်သူတို့အိမ်ရှိရဲ့မျက်နှာချင်းဆိုင်မှာရှိသည့်ညောင်ဝင်ကြီးအောက်မှာရောင်းသည့်အကျော်ဆိုင်ကိုငေးကြည့်ရတာသဘောကျသည်အကျော်ဆိုင်ဆိုပေမဲ့အကျော်တစ်မျိုးပဲရောင်းတာမဟုတ်ကျော်စုံရဲ့ကောင်းချင်းမောင်ရဲ့အုံမောင်ရဲ့ရောင်းတာဖြစ်သည်ကစားဖို့ရအတွက်ဖော်လည်းမရှိသည့်အကူကလည်းသူ့ဘာသာတယောက်တည်းသာနေတတ်တော်သူဆိုတော့သူ့မှာပြင်းလာသည်တခါတလေတော့ညောင်မကြီးအောက်မှာလာစော့တတ်သည့်သူ့အရွယ်ကလေးတစ်ဖွဲကိုတွေ့ရတတ်သည်ထိုအချိန်မှာတော့သူ့အချင်းများသည်အကျော်ဆိုင်မှာကစားနေကြသည့်သူ့အရွယ်ကလေးများစီသို့ရောက်သွားတတ်ကစော့ကစားနေသည့်ကလေးများအားအားကျမှုများဖြင့်ကြည်နေတတ်ပါ၏အာယုံကဝရဏတို့ထွက်ရန်မန္တကာအားဘေးသို့တွန်းဖွင့်ခြင်းရက်ကန်တန်ခတ်တို့ကသူ့နာသို့လာရိုက်ခတ်သည်အရန်ကျေသောရက်ကန်တန်မဟုတ်ပါရက်ကန်တန်ဒီကတအင်းကျော်နှစ်အင်းကျော်လောက်မှလွင့်လာခြင်းဖြစ်သည်ကြားယုံလေးသာဖြစ်သည်သို့သောအကိုဖြစ်သူကတော့ထိုအတန်တွေကိုစူညံလွန်းသည်ဟုပြောတတ်သည်အယုံကဝဒနာမှာထထသောထိုင်ကုန်ပေါ်၌ဝင်ထန်လိုက်ပြီးဝဒနာလက်ရန်သို့မီးတင်ကအကြော်ရောင်းနေသောအတော်ထန်သို့ကြည့်နေလိုက်သည်အကျော်နဲ့လေယာမှွေးလို့ဝါယုံကအကျော်ရောင်းနေသည့်အတော်ကြီးလှုပ်ရှားမှုအဆင့်ဆင့်ကိုကြည့်နေမိသည်ပရာကျော်အကွင်းလေးလှုပ်ပုံစီတဲတဲကအကျော်တွေကိုအထက်အောက်လှန်ပုံပြီးလျင်အကျော်ရက်ကဈေးဝယ်တွေကအကျော်ထည့်ပေးပုံကောက်ညင်းပေါင်းပါရင်ကောက်ညင်းပေါင်းမှာထည့်ပေးပုံအရာအလုံးကိုအကြည့်မလွဲစူးစိုက်ကြည့်နေမိသည်ခဏလောက်အကြာမှာအတော်ကြီးရဲ့သားဖြစ်သူလာကူပေတော့မည်ဒါဟာမြင်နေကြမှုမှတ်မိနေပါသည်ပါပြီပဲတွေးလုံးမဆုံးလိုက်ကျောင်းမပြန်လာပုံပေါက်တော့ထိုတော်ကြီးရဲ့သားကလွယ်ကိုညောင်မင်းကိုပတ်လက်ဝိုင်းထားသည့်အုတ်ခုံပေါ်မှာထားကသူ့လက်သူဆေးပြီးအမေဖြစ်သူကဝင်ကူပေးသည်ထိုဆိုင်မှာရတော့အကျော်ကောင်းညင်မောင်နှင့်အုံမောင်ကအရသာရှိသည်ထိုစကားအမှန်ဖြစ်ကြောင်းတော့အုံနေသည့်လူတွေကသူ့ကိုတတ်တည်ပြနေပါ၏နောက်ရက်အခုဝယ်ကျွေးခိုင်းအောင်မယ်။အာယုံကဖတ်တူတို့ရေရွတ်ပြီးအကျော်ဆိုင်သို့ငေးကြည့်နေသည်။လေတစ်ချက်ဝိဝိုက်သွားသဖြင့်ပြောင်းမှုကျော်နံလေးကသူ့နှာဝါးကိုလာကြည့်စားလေသည်။ဒီနေ့တော့လူရှုပ်လို့လားမသိ။အတော်ကြီးသားသူ့ကိုမော့ကြည့်မလားပါ။အရင်ရက်များတော့ကသူကြီးနေမှန်းသိသဖြင့်အတော်ကြီးရဲ့သားကတစ်ချက်သူ့ကိုမော့ကြည့်ပြုံးပြတတ်သည်။သူပြင်းနေမှန်းထို့အတော်ကြီးသားသိပုံရပါသည်ထိုအခါ၌သူလည်းအတော်ကြီးသားအားပြန်ပြုံးပြပြလေသည်ဟောကလေးများရမလားလို့ပဲကလေးတယောက်ကစားပေါ်လိုချင်တာမဆမ်းမအောင်လေကြည်လာပြီဟိတွေးနေနေပင်မောကြည့်လာသည့်အတော်ကြီးသားကြောင့်
သူ့ဘက်မှစားပြီးအရှင်ပြုံးပြလိုက်သည်ထိုတော်ကြီးသားကသူ့ကိုရဲပြကလက်ကိုဝှေ့ရမ်းပြသဖြင့်သူလည်းသွားဖြူတန်းလေးများပေါ်ပြီးမျက်လုံးဝိုင်းလေးတွေမှိတ်ကျသွားအောင်ရဲပြလိုက်သည်မြေးလေသမင်းစားလို့ရပြီနောက်မှထွက်လာသည့်အတန်ကြောင့်အာယုံကသွားဖြူတန်းပေါ်အောင်ပြုံးနေလျက်သားပင်ဖော်တုပ်ဘက်သို့လှည့်ကြည့်လိုက်သည်ကြည်စံမျက်နှာလေးရပါဖြစ်နေရတော့ဖော်တုပ်ကအာယုံပေါင်းမနာအောင်ဆွဲလေသည်အာယုံကချစ်ဖို့ကောင်းပြုံးထားမြဲပြီဖော်တုပ်ကအာယုံစပင်လေးကိုတက်ပြီးကသမင်းစားလို့ရပြီတားလေးဟုတ်ဖော်တုပ်အာယုံကအဖြေပေးပြီးနောက်လူအောင်နေသည့်အကျော်ဆိုင်ရှိသို့ပြန်ကြည့်လိုက်မိသည်အကျော်ဆိုင်ပြီးမှတော့ကလေးတွေစော့နေလေပြီသူလဲစော့ချင်လိုက်တာသို့တော်လဲသမင်းစားပြီးလျင်ကျက်စရာဖက်စရာဖက်စရာများနဲ့သာအလုံးရှုပ်ပြီးတော့မည်အာယုံကအောက်နှခမ်းကိုတစ်ချက်ထောကအထဲသို့ပြန်ဝင်ခဲ့ပါသည်အကိုဖြစ်သူကိုခေါ်၍သမင်းစားရမည်ကြောင့်အကိုအခန်းရှိသို့သွားကအခန်းတကားကိုပုံချက်ခောက်လိုက်သည်ပွင့်လာသည့်တကားနောက်ကိုဖြစ်သူသည်ဖက်တင်တင်မျက်နှာထားဖြင့်စာအုပ်တအုပ်ကိုကိုင်ကမင်းငေါ့ပြလာသည်အကိုကအိမ်မနေရင်ရှက်အင်ကြီးလက်ရှိနှင့်စတိုင်ပေါင်းမီအနက်ကိုပဲဝတ်တက်သည်ထိုပုံစံကြောင့်ဂုံရှိန်ဖြင့်ကျင်းမာနေသည့်အကိုမျက်နှာသည်ပို၍ဂုံဝင်းနေတတ်သည်ထမင်းစားလို့ရပြီတဲ့ကိုအေးစားလေဆိုင်ကရဲ့အတန်ကမပြက်ပြက်ကိုမစားဘူးလားငါမစားသေးဘူးမင်းရင်စားနဲ့ကျွန်တော်တယောက်တည်းပြင်းတယ်လေမစားချင်မစားနဲ့တကားဆက်မခောက်နဲ့စားဖက်ပြက်တယ်ဆိုင်ကစကားအပြက်ပြောပြီးနောက်တကားကိုပြန်ပိတ်လိုက်သည်အာယုံကခေါင်းတစ်ချက်ကုတ်ကလေကားရှိရာသို့အကိုအခန်းကြောပေး၍ဖြည်းဖြည်းချင်းလျှောက်သွားသည်ဟုတ်ပြင်းပြင်းလေးဖြင့်ငါဖြင့်လေကားပေါ်မှာခေါင်းငိုက်ဆိုင်ဆင်းလာခဲ့ပြီးထမင်းစားခန်းထဲသို့ဝင်ခဲ့သည်အာယုံကတယောက်တည်းထမင်းစားရင်ဟိုအကြောင်းတီအကြောင်းလျှောက်တွေးကပြင်းရည်သောအချိန်ကာလကြီးကိုဖြတ်တန်းမိသည်စားတောက်ပြီးနောက်ပေါ်သို့ပြန်တက်ခဲ့ပြီးဝဒနာသို့ပြန်ထွက်ကအကျော်ဆိုင်သို့ကြည့်လိုက်သည်အတော်ကြီးသားကအကျော်များကိုဝဲသည့်အရေးတွက်လိုက်အိတ်ထဲသို့ထည့်ပေးနေသည်ပြီးလျင်သူရှိရာအပေါ်သို့ထမော့ကြည့်လာသဖြင့်သူ့မှာအယောင်ယောင်အမှားမှားအလောတကြီးရေပြရသည်ဟီအာယုံကသူ့ဘက်မှစတင်၍အတော်ကြီးသားအားရေပြလိုက်သည်ကိုအတော်ကြီးသားကအာယုံအားပြန်ပြုံးပြကသူ့အလုပ်သူဆက်လုပ်နေသည်အာယုံကအကျော်ဆိုင်သို့ကြည့်နေရင်မှဆိုင်ဘေးတွင်စောနေသောကလေးတစုစီသို့ကြည့်လိုက်ရင်ငါလဲစောချင်လိုက်တာအာယုံကတိုးညင်းစွာရေရွတ်လိုက်သည်စောချင်ပါတော့ညာငင်ကြည့်အောင်သာတတ်နိုင်ပါသည်ပြုံးကြည့်အောင်သာတတ်နိုင်ပါသည်ထို့သို့ကြည့်ဖို့ရကလည်းအချိန်ခဏလေးသာရပါမည်သူ့လက်မှာပတ်ထားသည့်နာရီကလေးရဲ့လက်တန့်ရှိလေးက12သို့ဦးတီကလက်တန့်တိုးလေးက4သို့ဦးတီလျင်ဖက်ချမ်းမှန်းဟူသောစားလုပ်ခြင်းသို့ကူးရပေလိမ့်မည်တခါတလေစားလုပ်ခြင်းအားစိတ်ကုန်လျင်တော့လေနေဝင်ချိန်အထိဝန္ဒနာမထိုင်ကဟိုဟိုတီတီငီးမော့တတ်ပါ၏အခန်းနှင့်တိုက်လာတော်လေးညင်းလေးကြောင့်တဲရှိမှပေါက်နေသည့်မကြီးပင်မှအရွက်အခက်တို့သည်လေတိုးတန်နှင့်အပြိုင်တရိန်ရွဲကုန်သည်အရွက်ချင်းအခက်ချင်းရိုက်ခန့်တဲ့တို့ကဂီတတပ်ဖွဲ့လေးပြင်းနှင့်အတူပတ်ဝန်းကျင်သို့ပြောင်းလဲသွားကြသည်မနက်4 နာရီမခွဲခင်နိုးနေကြဖြစ်သောကောင်းကင်ရဲ့မျက်လုံးအစုံသည်ဖြင်းညင်းစွာပွင့်လာကထထိုင်လိုက်သည်မမေတော်နိုးနေပြီပဲတဲရှိမှလာသည့်ချိုးချိုးချွတ်ချွတ်အတန်ပွင့်နေသည့်တက္ကမကြီးနှင့်ဘေးရှိကတင်အလောကအမေနိုးပြီဖြစ်ကြောင်းသက်တည်ပြနေသည်ကောင်းကင်ကကတင်ပေါ်မှဆင်းကတဲရှိထွက်လာခဲ့သည်သူတို့အိမ်လေးကမြေဆိုင်ဝါထရန်တဲအိမ်လေးဖြစ်ပါသည်ခြံဝန်းလေးကအနှဲငယ်ကျဲကအိမ်ရဲ့အရှိညာဘက်မှာတော့မကြီးပင်ကြီးတစ်ပင်ရှိပြီးမကြီးပင်အောက်၌သုံးမို့ချိုးဖို့ရေအိုးတွေထားရှိသည်အိမ်ရဲ့ဘယ်ဘက်ကမနက်ဈေးနေ့လည်ဈေးထပ်ဖို့အတွက်ချက်ပြုတ်ပြင်ဆင်သည့်နေရာဖြစ်သည်သူတဲထဲကထွက်လာတော့အမေကရေအိုးရှိမှ
အာလူစိနေသည်အမေစီလျှောက်သွားလိုက်တော့အမေကသူ့ကိုမောကြီးကပြုံးပြလာသည်ဟာကောင်းကင်ကောင်းချင်းမောင်ဆင်းသင်းဖြစ်ပြီနော်ဟုတ်ကဲ့မကိုရအိမ်အောင်စီမရှိတော့တော့သူတို့သားမီးနှစ်ယောက်အတွက်တယောက်ကိုတယောက်သာအားထားရဖြစ်သည်ဖေဆုံးပြီးနောက်အမေလည်းကျမရေးတိတ်မကောင်းတာနဲ့အမေကသူ့ဟာမနက်သိမ့်ကြီးစေး၌စတော်ပဲပြုတ်ကောင်းညင်းမောင်ငချိတ်ပေါင်းနဲ့အုံမောင်စသည့်မြမယူရမုံများကိုတောင်းရောက်ခိုင်းပြီးအမေကနေ့လယ်တွင်သူတို့ရက်ွက်ရှိလူစီကားသည့်လက်မှတ်ကြီး၏အရေးရသည့်ညောင်ဝင်ကြီးအောက်မှဖွင့်ပြီးအကျော်ဆိုင်အတွက်ပြင်ဆင်ပါသည်ကဲအမေအာလူစိပြီးပြီးရင်ကောင်းညင်းမောင်ဆွမ်းနာကလန်အောင်နော်အမြင့်ဆိုတော့အမေခြေတော့တိတ်မထောင်နိုင်လို့ဟုတ်ကဲ့အမေမှာအသက်ကလေးရလာတော့ခြေတော့ကတိတ်မကောင်းတော့ပြီကောင်းကင်ကမျက်နှာတည်ရီချိုးကအဝတ်လဲပြီးနောက်ဖျားစွန်းတော်တင်ကဖျားရှိခိုးခဲ့ပြီးတဲပင်ပြန်ထွက်ခဲ့သည်ပြီးနောက်မကြီးပင်အောက်ထားသည့်စပိန်ကိုအိမ်ရှိထိတွန်းယူလာကထောက်ထောက်ထားလိုက်သည်ရတယ်မေပေးတားလုံးမေအမေကဘန်းဒီမာကစပိန်ပေါ်တင်ပေးနေသည့်ကြောင့်ကောင်းကင်ကတားလိုက်သည်ရပါတယ်အမေပါတင်ပေးပါမယ်ပစ္စည်းတင်လို့ရအောင်တစ်သားအပြရိုက်ထားသည့်စပိန်နောက်ခုံပေါ်သို့အမေကကောင်းညင်းမောင်ပန်းတွေတင်ပေးကကျိုးနဲ့တေချာတုပ်ပေးသည်တားပြီမေအေးဖြည်းဖြည်းသွားတော့တာကောင်းကင်ကစပိန်နဲ့ကတိမ်ကြီးစီသို့ထွက်လာခဲ့သည်အာယုံဦးရောင်စင်လေးကပြူပြူမနေ့ကရွာသွန်းခဲ့သောမိုးကြောင့်လမ်းများ၌ပွားပေါက်နေသည်လေတစ်ခါတိုက်တိုင်းတရွက်ကြွေတို့ကသူ့အပေါ်ပန်းမွင့်မှတ်များတစ်ဖွဲကြွေကြလာသည်ဒီအချိန်ဆိုတောင်တမန်အင်းရေတက်လေပြီရေတက်ချိန်ငှက်လှေစီးရတာသူ့အနှစ်သက်ဆုံးပဲအားတဲ့တရက်လောက်တောစီအောင်မြည်သူ့အဖေကငှက်တစည်းလဲပိုင်ခဲ့ပါသည်အမေကလည်းငှက်မလော့တတ်သူကလော့တက်ပေမဲ့လည်းကြောင်းတစ်ဖက်အမေကိုကိုရတစ်ဖက်ဆိုတော့ငှက်ကိုငှက်လော်ခြင်းနဲ့ငှက်သမားတအူးထံငှက်ထားပေးရသည်တရက်တော့တောင်တမန်ရင်းပေါ်မှာငှက်လွင်အောင်ပြီးမြည်စိတ်ကူးလေးရင်ကအေးဆေးဆေးသွားနေရင်မှနောက်ကျလို့မဖြစ်သဖြင့်နင်းနေသည့်ခြေထောက်အားအရှိန်ထည့်လိုက်သည်နှင်သောခရီးတင်ကြီးစီးသို့ရောက်သည်နှင့်ကောင်းကင်ကစပိန်ရဲ့၍လေးဆိုင်မှာအပ်ထားသည့်တစ်တာကိုစပိန်ပေါ်၌ရှိသောဘန်းနေအားတစ်တာပေါ်တင်ခင်းလိုက်သည်ထို့နောက်သူလည်းတစ်တာခုံမှုပေါ်ထိုင်ကရောက်လာကြသောမိစည်းဝဲတွေအားညှော်လင့်ခြင်းများဖြင့်စောင့်ဆိုင်ရပါတော့သည်မကြခင်ဈေးထဲသို့ဈေးတွေတဖွဲဖွဲကျလာလေပြီဈေးထဲ၌ကောင်းညင်းမောင်းတဲ့နှစ်တဲလောက်ရှိတော့လဲသူ့ဆိုင်၌သာအယောင်တသည်ပြောကြတာကသူ့စတော်ဘေကပိုနူးဤနေတက်လို့တဲ့ဒါကောင်းညင်းမောင်းတစ်ထုပ်အကြီးကိုငချိတ်ပေါင်းတစ်ထုပ်ဒါအတော့အုံမောင်းတစ်ထုပ်ဟုတ်ကဲ့ဈေးဝယ်ကြလာလေပြီကောင်းငင်ကအိတ်ထဲသို့ကောင်းညင်းမောင်းနဲ့ပဲနေနဲ့ထဲကဈေးဝယ်သူစီပေးလိုက်သည်ထို့နောက်ဈေးတွေတို့၏ထုံရိုးအတိုင်းဈေးဝယ်ပေးလို့ရလာသည့်ပထမဆုံးအနှုတ်ကိုဘန်းနေရာထိ၍ဈေးဥပါဟုပြောရသေးသည်တယောက်ပြီးတယောက်ကြလာသည့်ဈေးဝယ်တွေကြောင့်သူ့လက်တွေလည်းအားလည်းမှုမရှိတော့ယနေ့လည်းပါလာသမျှရောင်ကုန်မိထင်ပါသည်ဘုံတော့မှာပါလာသမျှသည်၈နာရီထိုးတဲ့အချိန်ကျကုန်လေပြီမကုန်လျင်လည်းကြောင်းတော့ရအောင်မည်ဖြစ်သည့်အတွက်တင်းငယ်ကနေ့လယ်အကျော်ဆိုင်ထွက်ရင်ပြန်ရောင်းရပေမည်သူကတစ်တာကိုတေချာဆင်ထားခဲ့ကဗန်းတွေကိုစပိန်တစ်တာနောက်ခုံမောကျိုးဖြင့်တေချာတုတ်တင်၍အိမ်သို့ပြန်ခဲ့သည်အာယုံတဆ၌ရင်တစည်းစားနှစ်စည်းစားဖြင့်ရှင်းလင်းနေတော်လန်းသည်ယခုတော့ရှုပ်ရည်နေသည်လမ်းကရှုပ်လွန်း၍စပိန်ကိုတေချာစီးရသည်အိမ်ပြန်ရောက်လျင်နေ့လယ်မှာဆိုင်ထပ်ဖို့အတွက်အမေကိုအချိန်နဲ့ပေး၍ကူပေးရပေမည်နေ့လယ်ဆိုင်ထပ်ဖို့ဆိုမှသူတို့ဆိုင်ထပ်တိုင်းဖော်မဲစွာလှမ်းကြည့်နေတတ်သည့်အမရာချမ်းမနေသည့်ကောင်လေးကိုဖြတ်ကနေတတိယမိသည်ကင်းကြီးခန်းနာပတ်ဝန်းကျင်နှင့်ပုကလေးကလက်ရောညီတွေမနေတတ်ပုံငယ်ရွယ်သေးတော့ကစားရမယ့်ဖော်မတ်တာအဆန်းမဟုတ်ပါလေသူလည်းဖြစ်နိုင်မှာကထိုကောင်လေးနှင့်ခင်မင်ကြပါသည်ထို့ကြောင့်ခွင့်တာတဲ့တရက်လောက်သူ့စီလာခဲ့ဖို့လက်ပြခုံးမြည်ဟုဆုံးဖြတ်ထားပါ၏တော်ထိုက်တင်ကမီးပိုကန်ထဲသို့ဝင်ခဲ့ရာ
မနက်စာအတွက်ပြင်ဆင်နေပါတော့ဒေါ်တုံအနာသို့သွားလိုက်သည်ထို့နောက်စပွဲပေါ်၌တင်ထားသည့်ဖျားစွန်တော်နှင့်ပန်းရည်ချမ်းကိုယူကာပေါ်တဲ့ဖျားကန်းသို့တက်သွားလိုက်သည်သူမလည်းဖျားကန်းစီသို့အသွားအမျိုးသားဖြစ်သူနှင့်ကလေးများကလည်းဖျားကန်းသို့အသွားကြုံဆိုင်သဖြင့်မိသားစုလိုက်ဖျားကန်းထဲသို့ဝင်ခဲ့ကြသည်ဒေါ်ထိတ်တင်ကမြတ်စွာဘုရားရှင်အားစွန့်ရည်ချမ်းပန်းစီမီကတ်လူပူဇော်ပြီးနောက်ယောက်ျားသားဖြစ်သူ၃ယောက်နောက်မှထိုင်နေသည့်အမရဘေးမှထိုင်ကဝင်ကြော့လေသည်အာယုံကဖျားကြော့ပြီးတာနှင့်အနောက်သို့လှည့်ကာအမိဘေးမှထိုင်နေသည့်ညီမဖြစ်သူအမရာဘရနီအားကြည့်လိုက်သည်ညီမလေးရဲ့ချစ်ဖို့ကောင်းလွန်စွာသူမလက်ကလေးတိတ်တိတ်လေးဖြင့်လက်အုပ်ချထားလေသည်အမရာကကြောလက်လောက်ရှိတဲ့စပင်လေးတွေကိုနောက်မှဖုံးမိချထားသဖြင့်ပြည့်ပြည့်တဲ့နှစ်ဖူးပြင်လေးကပေါ်လွင်နေသည်ထို့ပြင်မျက်ခုံးတန်းလေးကတွေ့တန်းကကောက်ဆင်းနေသည့်မျက်တောင်ကလေးများဖြင့်လိုက်ဖက်ညီစွာမျက်လုံးချင်းလေးအားအလှတရားပိုစီသည်တာတန်ဆင်းဆင်းအောက်ရှိနှင်းစီနီအောင်နှခမ်းလေးကချုံမောလှပမှုကိုပို့ပြီးဖြစ်တင်ပေးမိပါရမီဖြစ်ပတ်မြမလေးကိုငေးနေတော့အကိုဖြစ်သူကလွယ်ရီကိုယူကာဖျားခန်းထဲမှထွက်သွားသဖြင့်ကိုဖြစ်သူကြောပင်ကိုငေးကြည့်နေမိသည်အကိုကသူတို့ကိုတော့စောင့်မခေါ်သွားဘူးမယ်အမရာကဖျားရှိကိုချင်းအားဦးသုံးချိန်ချအဆုံးသတ်လိုက်သည်ကြောင့်ပြီးပြီလားညီမလေးမိဘနှစ်ပါးကဖျားရှိကိုနေသဖြင့်အာယုံကအတန်တိုးတိုးလေးဖြင့်မေးလိုက်ပြီးကိုအမရာကသူ့ပခုံးလေးကြောင့်ကလက်ဖွားကိုနှခမ်းနာကပ်ပြီးတိုးတိုးလေးပြောလာတာကြောင့်အာယုံကဥရစွာအမရာပါလေးကိုလက်ညှိုးလေးနဲ့တိုးလိုက်သည်ကိုတို့အောက်သွားစို့ဟုတ်အာယုံကအမရာလက်ဖွားလေးအားအသာဆောက်ကိုင်းပြီးအတူထားစေသည်အမရာကရှင်မုံအင်ကြီးအဖြူကလေးနဲ့ချိတ်ထမိန်လေးနဲ့လှနေသည်မင်းကလေးဆိုလျင်အိမ်ကြီးကြည့်ရမယ်လို့ယူဆထားသည့်မိမိကအမရာအားချိတ်ထမိန်နှင့်ရင်မုံကိုသာဆင်ပေးတတ်သည်တခါတလေတော့လက်အရှိလက်ကဝတ်ဖုံးဒူးအောက်ရှိတဲ့ကောင်ဝင်လေးတွေတော့ဝတ်ပေးတတ်ပါသည်အာယုံကအမရာနှင့်အတူအောက်ထပ်သို့ဆင်းလာခဲ့သည်ကိုဖြစ်သူကထမင်းစားကန်ထဲမှာစားအုပ်တအုပ်ဖက်ရင်အဖေတို့အစင်းလာကိုစောင့်နေသည်သူကညီမလေးနှင့်အတူဝင်သွားပြီးညီမလေးဟာကိုဖြစ်သူဘေးကထိုင်ကုန်ပေါ်ဂျိုင်းကနေမချီတင်လိုက်ပြီးသူပါညီမလေးဘေးမှာဝင်ထိုင်လိုက်သည်စပွဲကအဝိုင်းမှုကျန်တဲ့နေရာနှစ်နေရာကအဖေနဲ့အမေတို့နေရာပဲဟောတုံးဘာဟင်းလဲကြက်ငါပစုံစုပုတ်အစုံမတော့ဟောတုတ်ကဟင်းပွဲတွေချပင်းရင်ပြောလာသည်အစုံချက်တော့အစုံစားမယ်ဗျဟုတ်ပါပြီမြေရဲ့အာယုံနဲ့ဟောတုတ်ကကိုယ်စကားကိုသဘောကျကရေမောလေသည်သူတို့စကားပြောနေသည့်အချိန်၌ပင်ဦးကျော်ဝါနှင့်ဒေါ်ထိတ်တင်ကထမင်းစားကန်းထဲဝင်လာသည်ဦးကျော်ဝါနှင့်ဒေါ်ထိတ်တင်ဝင်လာမှဆန်ရီကလည်းသူ့လက်ထဲကစားအုပ်ကိုချတော့သည်ငါသားကြီးကဖတ်လာကြည်လားဖတ်เสียစားအုပ်ကြံသေးလားဦးကျော်ဝါကထိုင်ချင်းမေးလိုက်သည်ဟုတ်နည်းနည်းကြံသေးရဲ့ဖေဟုတ်ပြီကိုရင်ပြောဟုတ်ငါအာယုံရောဖေဝယ်ပြရဲ့ English short story လေးဖတ်ပြီးပြီလားဟုတ်ဖတ်ပြီးပြီဖေအေးကွယ်နောက်ရကြအဖေနဲ့ပြန်ဆွေးနွေးတာပေါ့ဟုတ်အေးထမင်းစားကြဦးကျော်ဝါရဲ့နှုတ်မှထမင်းစားကြဆိုတဲ့စကားထွက်လာမှမိသားစုဝင်တွေကဇွန်းကိုစီကိုင်ကထမင်းစားလေသည်ဦးကျော်ဝါကသားတွေကိုစားလိုက်နိုင်လားလို့ဘယ်တော့မှမမေးသူ့သားတွေရဲ့အခုလက်ရှိတက်နေတဲ့အတန်းတွေမှာသူ့သားတွေသည်အဆင့်1ဆိုတဲ့နေရာမှာသာတတပူဆောင်ခံနေသည်သို့တော့ထိုအဆင့်1သည်ဦးကျော်ဝါဂရုမစိုက်ပါသားတွေရဲ့ဘာသာရဲ့တရက်အပေါ်မှာရရှိခဲ့သည့်အမှတ်ဟာနောက်လာများ၌ကြာသွားခြင်းရှိသည်မရှိသည်နှင့်အင်္ဂလိပ်စာတော်နှုံးမတော်နှုံးကိုသာပိုဦးစားပေးတတ်သည်ဦးကျော်ဝါကဟင်းတစွန်းခတ်ထည့်စားလိုက်သည်ထို့သို့စားလိုက်မှကျန်တဲ့လူတွေကဟိုတစွန်းဒီတစွန်းခတ်ထည့်စားကြသည်စားညီမလေးအာယုံကဖေးပြီးသားချက်သားကြောက်အားညီမဖြစ်သူပကံနဲ့ထည့်ပေးလိုက်သည်ညီမဖြစ်သူကလက်မလေးထောင်ပြလိုက်သည့်အချိန်တော့အာယုံဦးကသူ့ပါပြင်ကိုညီမဖြစ်သူမျက်နှာရှိခုပေးလိုက်သည်ညီမဖြစ်သူကဘွားကနေနှမ်းလိုက်မှသူလည်းပြုံးနိုင်တော့သည်
ဒေါ်ထိတ်တင်ကတော့ထိုအပြုတ်မှုလေးတွေကိုပဲပြုံးကြည့်နေမိသည်ချစ်ဖို့ကောင်းလိုက်ကြတာတားငယ်ကသာအငယ်ခင်တွေ့ပေမဲ့တားကြီးကအငယ်မတွေ့တတ်တာကြောင့်အေးတီအေးဆက်ကြီးဖြစ်နေတတ်သည်သို့ပေမဲ့မိဘစကားနားထောင်သည့်နေရာမှာတော့တားကြီးကထိတ်ဆုံးကားပြီဖြစ်သူဖတ်ခိုင်းသမျှစာအုပ်ကိုတားကြီးကငင်းဆန်ခြင်းမရှိဖတ်ပေမဲ့တားငယ်ကတော့သူမဖတ်ချင်တဲ့စာအုပ်ဆိုမဖတ်ပေထိုအချက်လေးကတော့တားငယ်ဟာစိုးပါသည်ထမင်းစားပြီးနောက်ဧကနှင့်အာယုံကကြောင်းသွားဖို့အတွက်ပြင်ဆင်လေသည်အမရာကဒေါ်ထိတ်တင်နှင့်အလုံးမလိုက်ချင်ပဲအာယုံနှင့်အတူလိုက်ခြင်းကချီကြနေသည်နောက်ဆုံးဒေါ်ထိတ်တင်ကကျောင်းနဲ့ပိုးတဲ့အယောင်ဆိုင်ကလမ်းကြုံနာမှုဝင်ပို့ပေးဖို့ပြောကအမရာကိုအာယုံတို့နှင့်အတူထဲလွှတ်လိုက်သည်အမရာပါသဖြင့်အာယုံရဲ့ကြောင်းသွားခြင်းကတိတ်ဆိတ်၆ကပ်မနေပါအမရာမပါသောအခါအာယုံမှာတလန်းလုံးကားပတင်းမှပဲပြင်လောကအားကြီး၍လိုက်ပါခဲ့ရသည်အကူကတော့စာအုပ်တအုပ်ကိုပဲဖတ်နေတတ်ကတလန်းလုံးစကားပြောခြင်းမရှိပြင်လို့လှုပ်လို့ရရနေလျင်လဲသူ့ကိုစူပူတက်တဲ့ဖြင့်ကားပြတင်းမှပဲလမ်းမပေါ်ရှိတက်ရှိတက်မိတ်များကိုငီးမုံရင်လိုက်ခဲ့ရသည်ယခု၌အမရာပါသဖြင့်အာယုံကအမရာအားနှစ်ယောက်သားအလိမ်မထားကအယောင်ဆိုင်မရောက်မချင်းအမရာနှင့်အတူလက်ဖက်နှံကစားနေကြသည်လက်ဖက်နှံဆိုသည်မှာလက်ဖွာကိုမှောက်ခုံလုပ်ပြီးထိုလက်ဖွာအောင်လက်ညှိုးကလေးဖြင့်လက်ဖွာကိုထိထားရခြင်းဖြစ်သည်ထို့သို့ထိထားပြီးသုံးထိရေကသုံးဆိုသည်နှင့်လက်ညှိုးကိုလက်ဖွာအောက်ကထွက်ရမှာဖြစ်သည်ဖမ်းမိရင်ရှုံးပြီးမဖမ်းမိရင်နိုင်လိမ့်ပြီအာယုံကဖမ်းကလေးဖြစ်သည်အာယုံကလက်ဖွာကိုမှောက်ခုံထားလိုက်ပြီးသူ့လက်ညှိုးတစ်ချောင်းအားလက်ဖွာအားထိလိုက်တော့အမရရဲ့လက်ညှိုးသေးသေးလေးကလည်းအာယုံလက်ဖွာကိုထိလေသည်ကိုရေးပြီနော်တစ်နှစ်ဝါဖမ်းမိပြီအာယုံကသုံးဆိုသည်နှင့်ညီမဖြစ်သူလက်ကလေးကိုဖမ်းလိုက်လေသည်လျင်မြန်မှုနေသည့်အရွယ်ဖြစ်သည်ဖြင့်ညီမဖြစ်သူလက်ညှိုးလေးအားဖမ်းလိုက်နိုင်ပါသည်ညီမလေးကဟာကနေကြီးကနောက်ကိုမိချလိုက်သည်ရုတ်အမရာကလောက်ကိုမပိတပီပြောကထထိုင်လိုက်သည်သူတို့ဘေးမှာစာဖတ်နေသည့်ဆိုင်ရင်ကစူညံနေမှုကြောင့်မျက်မှောင်ကုန်းလှည့်ကြည့်လိုက်သည်စူနေရပဲစာဖတ်လို့မရတော့မစော့နဲ့ဧကအော်လိုက်တော့အာယုံကဧကမျက်နှာငယ်လေးဖြင့်ကြည့်ကဗျာဘာပေါ်မှာစာဖတ်တာမမူးဘူးလားအာယုံကတလဲပြောလာသည်သိကြမလို့မစော့နဲ့ညီမလေးငိုမှာပေါ့အကူရဆော့မပြီးအခုတော့မေ့နေပြီဧကအမရာကိုတစ်ချက်ကြည့်လိုက်သည်အမရာကသူ့ကိုကြည့်၍နှကန်းလေးထော်ကငုံမဲမဲဖြစ်နေသည်ဧကမျက်မှောင်ကုပ်မိတော့လဲကလေးနဲ့ပြိုင်မဖြစ်ချင်သည်ကြောင့်တပင်ချကမျက်နှာလွှဲလိုက်သည်အော်မီလိုငိုပြန်ရင်လဲအိမ်ရောက်လို့အမေပြန်တိုင်ရင်သူ့ပဲဆုခံရအောင်မည်ကိုစော့ဆိုင်ရင်ကောငုံမဲမဲကြည့်နေသည့်အမရာမျက်နှာလေးကအာယုံပတ်လှည့်ကြည့်ချိန်တော့ချစ်စပွဲပြုံးသွားသည်ဟုတ်ပြီဒီတစ်ခါအမရာလေးဖမ်းလဲနော်ဟုတ်ဟီအမရာကဟီကနေရေကသူ့လက်ဖွားသေးလေးကိုမှောက်ခုံလေးလှုပ်ပေးသည်အာယုံကမှောက်ခုံလေးဖြစ်နေသည့်အမရာလက်ဖွားအားသူ့လက်ညှိုးလေးထိလိုက်သည်နှစ်ခါလောက်အမရာဖမ်းမမိသည့်အခါသူ့ဘက်ကပဲအလျှော့ပေးကအဖမ်းခံလိုက်သည်သူ့ကိုဖမ်းပြီးတော့ပျော်သွားသည့်ညီမဖြစ်သူကြောင့်သူလည်းပြုံးလိုက်မိသည်ကိုဖြစ်သူကဘာမှပြောမလာတော့သည်ကြောင့်သူလည်းညီမလေးနဲ့ဆော့ကစားလိုက်မိပါသည်ဆိုင်ရောက်လျင်အာယုံကသူ့ကိုမနှမ်းပဲဆင်းသွားတော့မိအမရာအားလက်ကနေဆွဲတာကဘားကိုဖောင်းပြလိုက်သည်အမရာရဲ့အနံကလေးရမှအာယုံကပျော်ရွှင်သွားကဧကကတော့အာယုံကိုကြည့်ပြီးကိုတယ်လို့ရေရွတ်လေသည်